ရန်ကုန်မြို့တာမွေမြို့နယ်ကြောင်မြောင်းကြီးရပ်ကွက်နက်စင်လန်းတွင်နေထိုင်သူခင်မြတ်နိုးခေါ်နိုးအသက်16နှစ်သည်2025ခုနှစ်မေလ14ရက်နေ့ည9နာရီခန့်တွင်အိမ်အောက်သို့မုတ်ဝဲရန်ဆင်းသွားရာမှပျောက်ဆုံးသွားခဲ့ပြီးအဆက်အသွယ်ပြတ်တောက်နေသဖြင့်မိဘများမှစိုးရိမ်ပူပန်နေကြပါသည်ယခုအခါမိသားစုဝင်များနှင့်ရပ်ကွက်ထဲရှိလူမှုအတိုင်းအဝိုင်းမှတက်ညီလက်ညီရှာဖွေနေတော်လဲမြည်သည့်တဲလွန်စားများမတွေ့ရှိရသေးပေခင်မြတ်နိုးသည်အိမ်မှထွက်ခွာစဉ်ကတာမန်အိမ်သုံးဝတ်စုံဖြင့်ရှိနေခဲ့ပြီးသူမ၏ရုပ်သွင်ပြအင်မအရက်အမောင်း9ပေ2လက်မကို4ချိန်တရားပေါင်းခန့်ရှိပြီးသပင်အနက်ရောင်အလဲလက်ရှည်လျားသူဖြစ်သည်ပျောက်ဆုံးသွားပြီးနောက်အနီးအနားရှိဈေးဆိုင်များလမ်းများနှင့်တငယ်ချင်းများ၏နေအိမ်များတွင်စုံစမ်းမေးမြန်းခဲ့တော်လဲမြည်သည့်အချက်လက်မျှမရရှိခဲ့ပေမိဘများကသမီးဖြစ်သူ၏ဘေးကင်းလုံခြုံမှုအတွက်အလွန်စိုးရိမ်နေကြပြီးသူမအားတွေးရှိပါကသက်ဆိုင်ရာသို့ချက်ချင်းဆက်သွယ်ပေးရန်ပြည်သူများထံသို့အကူအညီတောင်းခံထားသည်ရက်ကွက်ထဲတွင်လည်းသူမ၏ပျောက်ဆုံးမှုနှင့်ပတ်သက်ပြီးသတင်းများပြန့်နှံ့နေပြလူမှုကွန်ရက်များတွင်လည်းသူမအားရှာဖွေရန်သတင်းအချက်လက်မျှဝေမှုများပြုလုပ်နေကြသည်ခင်မြတ်နိုးအားတွေးရှိသူများအနေဖြင့်အနည်းဆုံးရဲစခန်းသို့မဟုတ်သတ်မှတ်ထားသောဆက်သွယ်ရန်နေရာများသို့ဆက်သွယ်အကြောင်းကြားပေးရန်မိသားစုမှအထူးမေတ္တာရက်ခံထားပါသည်ဤဖြစ်ရက်သည်မိဘများနှင့်ဒေသခံများအတွက်စိတ်ထိခိုက်ဖွယ်ဖြစ်ရက်တစ်ခုဖြစ်ပြီးလူငယ်တဦး၏လုံခြုံမှုအတွက်လူအများ၏ပူးပေါင်းဆောင်ရွက်မှုကိုမျှော်လင့်နေကြပါသည်